အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဒီတရိတ်ဆန်တွေရဲ့အမွှေးမြင်ကိုဘယ်လိုရေးမလဲဆိုတာကိုရေးပြပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အမွှေးမြင်တွေရေးမယ်ဆိုရင်ဒီအမွှေးမြင်ဒီတရိတ်ဆန်ရဲ့ဥတီချက်အမွှေးမြင်ဥတီချက်တွေကိုသိရမယ်လားရလမ်းတွေကိုသိရမယ်ပြီးတော့တရိတ်ဆန်တွေကဒီအမွှေးမြင်ကပျော့ပြောင်းတဲ့ပုံသဏ္ဍာန်တွေရှိတယ်ပေါ့နော်ပျော့ပြောင်းတယ်ပြီးတော့အမွှေးမြင်ကဒီဥတီချက် direction တွေမတူဘူးအဲ့ဒါတွေကိုကျွန်တော်တို့ကကြည်တတ်မှဆွဲလို့ရမယ်နောက်တစ်ဆင့်ကျွန်တော်တို့အမွှေးမြင်ဆွဲတဲ့အခါမှာအဖီအဖော့ကိုသိရမယ်ပြီးတော့ဒီ direction ပေါ့နော်သူ့ရဲ့ဒီလမ်းကြောင်းလေးတွေကိုကျွန်တော်တို့သိရမယ်ဘယ်ဟိုဘက်ကိုသွားနေတယ်လဲအောက်ကိုဆင်းသလားအပေါ်ကိုထက်တက်တယ်လားเนาะဘယ်ဘက်ကိုစောင်းတယ်လဲဒါတွေကိုသိရမယ်သိမှကျွန်တော်တို့ဆွဲလို့ရမှာမသိလို့တော့မရအောင်အဲ့တော့ပြီးတော့ကျွန်တော်တို့ဒီအဖီအဖော့ကိုလည်းသိရမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီနေ့ယုံတကောင်ပုံရဲ့ဆွဲမယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်ဒီမှာ online ကောက်မယ် online ကောက်တဲ့အခါမှာဒီမှာသူ့ရဲ့ outline ကိုဖွားဖွားလေးနဲ့ပဲကောက်မယ်။ဘာကြောင့်လဲဆိုတော့သူကအမွှေးအမြင်နေနဲ့ပဲဖော်သွားတဲ့အတွက်နော်။အဲ့တော့သူ့ရဲ့မျက်နှာကိုကောက်မယ်ဆက်ဝိုင်းတစ်ဝိုင်းအရင်ဝိုင်းလိုက်မယ်နော်။ပြီးရင်ဆက်ဝိုင်းကနှုတ်တီးဒီအုံအတွက်နော်ပါဇက်အုံအတွက်ပြီးတော့ဒီဘက်မှာအပေါ်ကောင်းပိုင်းအတွက်ပေါ့နော်။ဆက်ဝိုင်းနှစ်ဝိုင်းကိုယာလိုက်တယ်။ outline ကောက်နေပါတခါတည်းကျွန်တော်ကပြောပြပြီးသွား။အဲ့တော့ဒီမှာနှာခေါင်းလိုင်းကိုကျွန်တော်တို့ယာလိုက်မယ်။ဒီရုံရဲ့မျက်နှာနည်းနည်းလေးစောင်းနေတဲ့အတွက်ဒီနှာတန်လိုင်းလေးပေါ့နော်။အဲ့လိုင်းလေးကနည်းနည်းလေးစောင်းရိုက်နေမယ်ပေါ့။အဲ့ဒါပြီးရင်ကျွန်တော်ဒီမှာအရင်ဆုံးကျွန်တော်နှာခေါင်းကိုယာလိုက်မယ်ဒါမှအလဲကိုယာလိုက်တဲ့ခါကျရင်ကျွန်တော်အပေါ်အောက်ချိန်သွားလို့ရတာပေါ့နော်သူ့ရဲ့နှာခေါင်းလေးကိုယာလိုက်မယ်ပြီးမှကျွန်တော်တို့ဒီပါဇက်တို့နှာခေါင်းအပေါ်ပိုင်းကိုတက်သွားမယ်ပေါ့နော်ဒီနောက်မှာသူ့ရဲ့ဒီအရာလေးတွေကိုခပ်ပွားပွားလေးနဲ့ယာသွားပါနော်ကျွန်တော်တို့ကဟိုဟာနဲ့အမွှေးမြင်နဲ့ပဲတွားမှာလူပုံဆိုရင်တော့တုံးနဲ့ပဲတွားတယ်လို့ကျွန်တော်တို့ဒီတရိတ်ဆန်အမွှေးမြင်နေဆိုတော့အမွှေးမြင်နဲ့ပဲတွားမှာအဲ့ဒါကြောင့်ခပ်ပွားပွားလေးနဲ့ပဲရပါဒါဗီဒီယိုထဲမှာမမြင်ရမှာဆိုလို့နော်ကျွန်တော်မျက်လုံးထဲမှာမြင်တာရုံလောက်ရထားရင်ရပြီအဲ့တော့ဒီမှာပါဇက်ရှိမယ်ပါဇက်ပိုင်းဘက်ကိုကျွန်တော်တို့ရမယ်သူကတိတ်ပြီးတော့ဒီနှာခေါင်းပါဇက်တွေကတော့လူနဲ့တိတ်တော့မကွာဘူးပေါ့နော်ပုံတရာတော့ကွာတယ်ဒါပေမဲ့ဒီဆွဲရတာတော့အများကြီးတိတ်ပြီးဟိုခက်ခဲတာတော့မရှိပါဘူးတိတ်ဆန်ဆိုပိုတော့လွယ်သေးရဲ့အောက်လိုင်းကလေနော်ပြီးတော့မျက်နှာဘက်ကိုသွားမယ်ဥကောင်းပိုင်းဘက်ကိုသွားမယ်အဲ့တော့ကိုရလိုက်တာကကြီးနေသလားเนาะတိုးနေတာအရင်ရှိလို့လည်းမဖြစ်ဘူးပူပြီးတိုးနေလို့လည်းမရအောင်เนาะအဲ့တော့ online ကောက်တဲ့အခါမှာဒီတေးသေးချာချာလေးချိန်ပြီးတော့တခါတည်းကောက်သွားပါအဲ့တော့အောက်မှာမေးစီဒီမှာမျက်လုံးရှိမယ်မျက်လုံးအတွက်မျက်လုံးကိုဘယ်နဲ့ချိန်လဲဆိုတော့ကျွန်တော်ဒီနှာခေါင်းပေါင်းနဲ့ချိန်သွားမှာပေါ့နော်အဲ့တော့ဘယ်ဘက်ကိုအနှဲငယ်စောင်းနေတဲ့ပုံဖြစ်တဲ့အတွက်ဒီမှာမျက်လုံးကတခြားပဲမြင်မယ်နော်ဒီလိုပဲပုံလေးမြင်မယ်လူတယောက်ဆိုရင်လည်းအဲ့လိုပဲနော်အဲ့ဒါတွေကတိတ်ပြီးမကွာဘူးဒီအခြေခံတွေသိထားတဲ့လူဆိုရင်အရင်ကြီးခတ်ခဲတာမရှိဘူးเนาะအဲ့တော့ဒီမျက်လုံးကလည်းဒီဘက်ကိုဘယ်ဘက်ကိုစောင်းတဲ့အတွက်ကျွန်တော်အနေငယ်ဒီစဝိုင်းရဲ့ perspective တဘောတရားရပါတော့အဲ့လိုလေးပြီးရင်ဒီဘက်မှာမျက်လုံးဒီဘက်မျက်လုံးကကျတော့အကုန်လုံးမြင်ရမယ်ပေါ့ပြီးတော့လူမျက်လုံးလုံးသူကဟိုမဟုတ်ဘူးเนาะဒီအထဲထဲမှာရှိတဲ့ဒီအလင်းမောင်တဘောတရားတွေကတော့တူတယ်ဒီမျက်လုံးကအောက်လိုင်းကလူမျက်လုံးလုံးမဟုတ်တော့ရှည်ရှည်လေးဖြစ်နေเนาะအဲ့တော့လိုက်ပြီးတော့ရထားမယ်လိုင်းပေါ်မှာပဲရှိเนาะအောက်လိုင်းကျွန်တော် line အလဲရလိုက်မြင်ပေါ်မှာပဲရှိရမယ်မဟုတ်ရင်ကျွန်တော်အနေမြင့်ဒီအဆောင်တာတွေအောက်တစ်လုံးနှိမ့်တစ်လုံးမြင့်နေဖြစ်နေလိမ့်မယ်အဲ့တော့ဒီဘက်မှာနေရွေးရှိမယ်အခုကတော့ကျွန်တော်ဒီအောက်လိုင်းကိုတိတိကျကျလေးရထားမယ်ပေါ့နော်တူအောင်လို့လိုက်ပြီးဆွဲရမှာပေါ့အဲ့တော့ဒါမမြင်ပါဆိုလို့အနီးကဆွဲပြထားတာနော်အောက်လိုင်းကဖွားဖွားလေးပဲဒီဘက်မှာနေရွေးတစ်ဖက်ရှိမယ်တော့ဒီသူ့ရဲ့ဒီတရိษံတကောင်ရဲ့ဒီဖွဲ့စည်းမှုနေရွက်ကဘလို့အနေထားရှိတယ်ဒါတွေကကျွန်တော်တို့သိထားမှာမသိဘဲနဲ့လိုက်ပြီးဆွဲလို့ရှိရင်ကျွန်တော်တို့အမားဖြစ်တတ်တယ်အဲ့တော့သိထားမယ်သူ့ရဲ့သဘောတရားတွေသိထားမယ်ဆိုရင်ဆွဲရတာလွယ်တယ်ပေါ့ပြီးတော့ဒီအဖြစ်ဖို့သဘောတရားတွေဆွဲနိုင်ရမယ်အမွှေးမြင်ဆွဲတဲ့အခါမှာအဓိကအပြင်ကျွန်တော်တို့စိတ်ရှည်ရမယ်နော်အချိန်ပေးနိုင်ရမယ်ဒီအမွှေးမြင်ဆွဲတဲ့အတွက်ကျွန်တော်တုံချောင်းကြီးတွေဆွဲလို့မရဘူးအဖြစ်ဖို့သဘောတရားတွေပါကိုပါအောင်နော်အဲ့တိုင်းပဲသွားမယ်အလင်းမောင်တွေလည်းအများကြီးပါတက်ရောင်နဲ့မဟုတ်ဘူးသူကအလင်းမောင်တွေတစုတစုအမွှေးမြင်ဆိုတာစုနေတဲ့အတွက်တော့ကျွန်တော်ယုံဆွဲမယ်ဆိုတော့ဒီမှာဒီမေးစီးနဲ့ဟောက်ပိုင်းမှာခန္ဓာကိုယ်ရှိမယ်လက်တွေ6တော့မပါတော့ဘူးเนาะသူကအချိန်ရမ်းကြာမှာဆိုလို့เนาะသူက
ဆွဲမယ်ဆိုရင်တကယ်ဆွဲမယ်ဆိုကျွန်တော်ဟိုကြာမှာပေါ့9 နာရီ10 နာရီလောက်တောင်ကြာရင်ကြာကောင်းကြာနိုင်မယ်နော်အချိန်ပေးပြီးတော့ဆွဲရတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီမှာတော့တဘောတရားလေးတွေဆွဲပြပြီးတော့ရှင်းပြပေးမှာပေါ့နော်တကယ်ဆွဲမယ်ဆိုရင်ချိန်ကြာကြီးပေးရမှာဒီတေးဆွဲတဲ့ခါဆိုပို့ပြီးတော့ပေးရတယ်နေရွက်တစ်ဖက်ဆိုရင်တော့မှ3 နာရီ2 နာရီ3 နာရီလောက်ပေးရမှာပေါ့ဟုတ်ပြီဒီမှာသူ့ရဲ့အောက်လိုင်းကိုဆွဲလိုက်သူကယုံကဒီအမွှေးမြင်လေးတွေတူတူလေးတွေရှိရပေါ့နော်အဲ့တော့ကျွန်တော်တူအောင်လုပ်လိုက်ပြီးတော့ဆွဲနော်ဟုတ်ပြီအဲ့ပြီးကျွန်တော်တို့ဒီယုံပုံကိုဒီမျက်လုံးကိုတုံးဖြည့်ပါမယ်မျက်လုံးဆိုရင်ဒီယုံလို့တိရစ္ဆာန်ပေါ့နော်ယုံလို့ကြောင်လို့ပြီးတော့ဒီခွေးတို့ကြားတို့ငှက်တို့တို့ကဒီမျက်လုံးလေးတွေကဒီဖန်ကော်လီလုံးလေးတွေလိုပဲတပေါ်တရားရှိတယ်ကြည်ပြီးတော့ဒီအထက်ထဲမှာလှဲ့ပြီးလူထက်တောင်ပို့ပြီးတော့သူကကြည်လင်နေရဲ့အဲ့ဒါအဲ့ဒီဟာဆိုတော့အဲ့ဒီပုံတောင်ကိုကျွန်တော်တို့ပေါ်လို့လိုက်ပြီးတော့ဆွဲရမယ်ဆွဲတဲ့အခါမှာဒီမျက်လုံးဘယ်လိုဆွဲမလဲပေါ့ဒီအလင်းမောင်တွေကပြီးတော့မျက်စံကနှက်ရမယ်ဆိုကျွန်တော်နိုင်တုံးလုံးဝနှက်မောင်နေအောင်အဲ့နှက်ရမယ့်နေအောင်လုံးဝနှက်ရမယ်အဲ့နှက်ရမယ့်နေအောင်မနှက်ထားဘူးဆိုရင်ကျွန်တော်တို့ဒီတောက်ပမှုသူ့ရဲ့မျက်လုံးရဲ့တောက်ပမှုဆိုတော့ကျွန်တော်အားနည်းနေလိုက်နော်အဲ့တော့နှက်တဲ့နေရာကိုကျွန်တော်ဒီခဲတံဆိုရင် 6B လောက်ပေါ့နော် 4B 6B မရှိတဲ့သူက 4B ပေါ့အဲ့လိုမျိုးနံပါတ်ကြီးတဲ့ဒီခဲတံနဲ့လိုက်ပြီးတော့ဒီအနက်ဆိုရင်လုံးဝဖိပြီးတော့နှက်ပေးရမယ်ဒါမှကျွန်တော်ကဒီပြက်သားသားလင်းအလင်းတွေကိုရအောင်အလင်းမောင်တွေကိုပေါ့နော်ကျွန်တော်3 နိုင်လောက်ချေရမယ့်ဟာကို3 လောက်3 လောက်ပဲထားမယ်ဆိုရင်ကျွန်တော်တို့ဒီမျက်လုံးရဲ့ဒီတောက်ပမှုကပေါ်မှာမဟုတ်တော့ဝဲကြောက်ကြီးဖြစ်နေတယ်အဲ့တော့တောက်ပဖို့ဆိုတာကျွန်တော်အလင်းမောင်စန့်ကျင်ဘက်ကိုကျွန်တော်တို့ပြက်သားသားနဲ့မြင်နေရတဲ့ဟာကြောင့်တောက်ပလာဥပမာကျွန်တော်စိန်တုံးနေဆွဲတဲ့အခါဖန်ခွက်အကြီးတွေဆွဲတဲ့အခါနော်စတီးတွေဆွဲတဲ့အခါအဲ့လိုဆိုရင်ကျွန်တော်တို့သူတို့လည်းတောက်ပပြောင်လက်တဲ့သဘောတွေပေါ့နော်အဲ့လိုနှိပ်ပြီးမကွာဘူးပေါ့အဲ့ဒီသဘောတရားတွေတီးတဲ့အခါကျရင်ကျွန်တော်ပုံနေဆွဲရင်လွယ်ကူလေးဖြစ်နေမှာဖြစ်ပါတယ်အဲ့ဆိုရင်ညာဘက်မျက်လုံးလေးကိုကျွန်တော်တို့ဆွဲလို့ပြီးဆိုရင်ဒီဘယ်ဘက်မျက်လုံးကိုဆွဲမယ်ပေါ့နော်ဘယ်ဘက်မျက်လုံးကတိတ်ပြီးဘာမှဆွဲစရာတော့တိတ်မရှိဘူးသူကနည်းနည်းလေးပဲပေါ်တာဆိုတော့နော်လေးမောင်လေးထည့်ပေးရပြီတိတ်ပြီးဘာမှမမြင်ရအောင်အဲ့ဒါပြီးရင်ကျွန်တော်နှာခေါင်းပိုင်းကိုတွားရအောင်ဒီနှာခေါင်းကဒီနာဒန်အလဲမှာဆွဲလိုက်ပြီးတော့နှာခေါင်းနဲ့ပါးစပ်နဲ့အဲ့လိုသူ့ရဲ့နာဒန်ပေါ်အလဲလိုက်မှာပဲကျွန်တော်တို့တွားရမယ်နော်တကယ်လို့အဲ့လိုမတွားရင်ဒီမျက်နှာကစောင်းတဲ့အခါမှာကျွန်တော်တို့မျက်နှာရဲ့လိမ်ဖဲကြီးဖြစ်သွားလိမ့်မယ်နော်ရွေ့တာစောင်းတာတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်တိတိကျကျလေးဒီဆွဲတတ်ဖို့တော့လိုတယ်သူ့နေရာနဲ့တူပါနော်ဒီနှာခေါင်းကကျွန်တော်တို့ဒီသူ့ line ပေါ်မှာမရှိဘဲနဲ့အလဲလောက်မှာတွားပြီးရောက်နေမယ်ဆိုရင်မျက်နှာရွေ့တယ်လို့ဖြစ်နေနော်ဟိုနှာခေါင်းဆိုပြီးနှာခေါင်းကလည်းနှာခေါင်းဆိုရင်ကျွန်တော်တို့ဒီယုံကိုမသိရင်တော့မှယုံကိုမကင်ဘူးရင်တော့မှဒီကြောင်လေးတွေနဲ့တွားတူမယ်နော်ကြောင်လေးတွေရဲ့နှာခေါင်းကဘာဖြစ်လဲဆိုတော့ဆိုလေးတွေဖြစ်နေတယ်အဲ့ဒီဆိုလေးတွေဖြစ်နေတဲ့အတိုင်းသူ့ရဲ့ဒီအဆိုတက်ကလေးတွေပါတော့သူအဲ့ဒီတဘောတရားလေးပါအောင်လို့လိုက်ပြီးထည့်ပေးရမှာပေါ့နော်6 ကက်ကြီးမဟုတ်ဘူးအဲ့တော့အလင်းမအောင်တင်ရှားဟိုထည့်ပေးရမှာပေါ့နော်ပြီးရင်ပါဇက်ကဒီနားမှာမှောင်နေနော်ဟုတ်ပြီအဲ့ပြီးကျွန်တော်ဒီမှာအမွှေးမြင်စပြီးထည့်မယ်မွှေးမြင်ထည့်တဲ့အခါမှာဒီသူ့ရဲ့အရှိမပြောခဲ့တယ်လို့ပဲသူ့ရဲ့ direction line တိုင်းသွားရမယ်အဲ့တော့ဒီလိုလေးတွေနော်ပြီးကိုကားပြီးတော့ပြောရရင်ဒီနေရာလေးကဒီမှောင်နေပေါ့မှောင်တဲ့နေရာမှာဘလိုလေးဆွဲလဲဆိုဒီမျက်တောင်လေးနဲ့တူတယ်နော်လူရဲ့မျက်တောင်ပေါ့အဲ့လိုလေးဘေးကိုဖြာထွက်သွားတာနော်အလယ်မှာမှတ်တယ်ဘေးကဘယ်ဘက်ကိုသွားတယ်ညာဘက်ကညာဘက်ကိုသွားတယ်ပေါ့နော်အဲ့ဒီအတိုင်းလေးသွားအောင်အခုကျွန်တော်ကဒီ0.3ပေါ့နော်0.3ဒီခဲသားပေါ်ပင်လေးနဲ့နော်ဒီလိုအဖိဖို့လေးနဲ့ဒီလိုထောင်ပြီးအတူတူလေးတွေနဲ့သွားအောင်ပေါ့နော်အဲ့ဒါလေးနဲ့ကျွန်တော်အောက်ပထမဆုံးလေယာပေါ့ပထမဆုံးအလွှာပေါ့နော်အဲ့ဒါလေးကိုခံလိုက်တယ်အတူတူလေးနော်ဟိုမှာကျွန်တော်ဘက်မှာဆွဲပြထားတဲ့အတိုင်းအတူတူလေးတွေနဲ့ထပ်ပြီးတော့အရှိကြီးတွေဆွဲလို့မရသူ့ရဲ့တဘောတရားဒီလူတယောက်ရဲ့သပင်ရှိတယ်လို့ဒီယုံရမွေရမရှိဘူး
အဲ့တော့အတူလေးတွေဖြစ်တယ်ဆိုတဲ့ဒါအဲ့ဒီအတူလေးတွေပဲဆက်ပြီးတော့သွားမှာဒါတော့သူ့ရဲ့ဒီ direction သူ့ရဲ့ဥတီချက်နော်လမ်းကြောင်းလေးတွေကိုအရင်ဆုံးကျွန်တော်တို့ဖော်ထားတာဖြစ်တယ်ဟုတ်ပြီအဲ့တော့ညာဘက်ဆိုရင်ညာဘက်ကိုစောင်းသွားတာပေါ့သူစပင်အလဲခွဲထားတဲ့သဘောမျိုးပဲနော်သူ့ဘက်ကသူသွားမှာဥပမာပြောရရင်တော့စပင်ကိုလဲရလေခွဲထားတဲ့အတိုင်းပဲသူ့ခွဲကြောင်းကလေဒီဘက်ကိုသွားတယ်ညာဘက်ကိုစောင်းတဲ့ဟာကိုဘယ်ဘက်ကိုလာပြီးတော့စောင်းထားလို့မရအောင်ပြီးတော့တုတ်ချောင်းကြီးတွေသွားလို့မရအောင်အဖိပေါ့လေးနဲ့သွားနော်လိုလေးတွေသွားမယ်အခုနှာတန်ကလေပြီးတော့ဟိုဘက်ကိုခွဲသွားနော်ဒါဆိုရင်အပေါ်ဘက်ကိုထောင်ပြီးတက်နေတာပေါ့ဂျုံရဲ့ဒီအမွေးလေးတွေကနော်အတူလေးတွေနော်အတူလေးတွေပါဒီလိုလေးအလဲရလေနော်နှာတန်လဲရလေဟိုဘက်ဒီပဲအလိုလေးခွဲထွက်သွားတာအိုက်တန်လေးတွေသွားမယ်အတူလေးတွေပဲသွားပါမယ်အတူလေးတွေပဲဆက်သွားမယ်တုတ်ချောင်းကြီးတွေလိုမကြီးမသွားရဘူးအဖိဖို့အမွေးမြင်လေနော်ကျွန်တော်ဒီမျက်တောင်တို့မျက်ခုံးတို့ဆွဲတယ်လို့မျိုးပဲအကွေးလေးတွေအခုံလေးတွေနဲ့သွားမယ်အဖိဖို့လေးနဲ့သွားမယ်လက်ကိုနိုင်အောင်လုပ်ပါတုတ်ချောင်းကြီးတွေလိုမကြီးတွေတုတ်ချောင်းကြီးတွေအတူလေးတွေသွားဆက်တာတော့လည်းမရဘူးပထမဆုံးဖွားလေးနဲ့ပဲသွားမယ်နော် point 3နဲ့သွားတော့မရှိတဲ့သူကကျွန်တော် HP ခဲတာနဲ့လည်းရတယ် 2B ခဲတာလေးနဲ့လည်းရတယ်အတကယ်ဒီလိုလေးတွေနော်အကွေးလေးတွေခုံးလေးတွေဒီအောက်ဘက်ဆိုရင်ခုံးလာတာတွေ့သူကအဲ့ခုံးလာတာယူကျွန်တော်အပေါ်လေးအောက်ကိုတဲကြီးစိမ့်ချလို့မရအောင်အဲ့ဒါသူ့ရဲ့ဒီအမွေးမြင်ရဲ့တဘာဝတဘောတရားတွေနော်အဲ့တော့ဒီအလင်းရှိတဲ့နေရာအဖြူပဲဖြစ်နေတဲ့နေရာမျိုးတွေပေါ့နော်အဲ့နေရာမျိုးတွေဆိုခြံထားခဲ့လိုက်နော်သူကတုံးရှိတဲ့နေရာလောက်ပဲ sorry ဒီအမွေးမြင်ပေါ့နော်အဲ့နေရာလောက်ပဲလိုက်ပြီးသွားမယ်လုံးဝဒီဖြူတွေတဲ့နေရာဆိုရင်ကျွန်တော်ထားခဲ့လိုက်မယ်အမွေးဒီလိုလေးတွေခုံလေးတွေနော်ဒီညာဘက်ဆိုရင်ဒီလိုခုံလေးတွေညာဘက်ဆိုညာဘက်ကိုခုံပြီးတော့လာဘယ်ဘက်ဆိုဘယ်ဘက်ကိုဆင်းပြီးတော့သွားတာအပေါ်ကိုထောင်တက်မယ်ဆိုရင်လည်းဘယ်ဘက်ဆိုရင်ဘယ်ဘက်ကိုထောင်ပြီးတက်သွားတာအပေါ်ကိုတက်မယ်ဆိုရင်အပေါ်ဘက်ကိုထောင်ပြီးတက်သွားတာဒီသဘောတရားလေးတွေပါအောင်လို့ဆွဲရမယ်နော်ကဲဒီမှာမေးစီပဲမေးစီဆိုရင်ဘယ်လိုလာလဲဆိုတော့ဒီညာလေးနော်အောက်ဘက်ကိုဒီလိုလေးဆင်းလာမှာသူကကျတော့ဗာနဲ့တူလဲဆိုအောက်မျက်တောင်ဆွဲတာနဲ့တူတယ်နော်အဲ့လိုအဖိပေါ့လေးတဲ့အမွေးမြင်လေးဖွားလေးပဲသွားမှာနော်အရင်ကြီးအားနဲ့တော့ဖြီလို့မရပါဘူးဖွားလေးနဲ့ပဲသွားရပါမယ်ပြီးတော့ဒီကျွန်တော်တို့အတူလေးတွေဒီအမွေးမြင်ဆွဲတယ်ပေါ့နော်ဆွဲတဲ့ခါကျတော့အတူလေးတွေဖြစ်နေတဲ့ခါမှာဒီသွားပြီးတော့တစ်ဖက်နဲ့တစ်ဖက်ကိုဆက်တဲ့ခါကျရင်အဲ့လိုတုံးအကန့်ကြီးနေမဖြစ်စေနဲ့ကျွန်တော်တို့ရောနေရမယ်အကောင်ကနော်တကန်းစီဖြစ်မနေစေနဲ့အဖီးဘောနဲ့သွားရင်မဖြစ်ဘူးတကန်းစီမဖြစ်ဘူးအဖီးဘောမသွားဘဲနဲ့လက်ကြီးကိုအားနဲ့ဖိပြီးဆွဲထားမယ်တုံးချောင်းကြီးတွေဆွဲထားမယ်တကန်းစီဖြစ်နေမှာနော်တကန်းစီဖြစ်နေမှာအဲဆိုအမွေးမြင်နဲ့မတူတော့အဲ့တော့ဒီဘက်ပါဆိုရင်ဒီဘက်အလဲရလိုက်လေးသွားနေရမြင်ရနော်အလဲရလိုက်ဆိုတာရင်းဖြောက်ကြီးတွေမဟုတ်ဘူးအကွေးလေးတွေနော်အဖီးဘောအကွေးလေးတွေဖြစ်တယ်အောက်ဘက်ကိုဒီပါဘက်ညာဘက်ပါဘက်ကိုနှိပ်ဆင်းလာတယ်ပေါ့နေရွက်ဆိုဘလို့တွားတယ်နေရွက်ဆိုအပေါ်ထောင်တက်တွားတယ်အမွေးလေးတွေကနော်အဲ့နေရွက်ကိုဘေးကိုကျွန်တော်စောင်းနေတာမျိုးအလဲရလိုက်တွေမဖြစ်ရအောင်ဒီကသူ့ရဲ့အမွေးမြင်တဲ့ပေါ်တရားကိုကျွန်တော်သိရမသိလို့တော့မရအောင်အဲ့တော့မျိုးလုံးထဲမှာကြည့်တတ်ရမယ်ဒီအမွေးကဘယ်ဘက်ကိုသွားနေတယ်လဲနော်ဘယ်ဘက်ကိုဥတီနေတယ်လဲဒါလေးတွေကြည့်ရမယ်ကြားဆိုကြားနော်ဒါတကောင်လောက်ဆွဲလိုက်ပြီဆိုတိသွားဟုတ်ပြီအဲ့တော့ဒီမှာကျွန်တော်တို့ဒီမှာပေါ်ပင်ထိတ်မှာတန်ကြောင်းတစ်ခုကျွန်တော်ကတတ်ထားလိုက်တယ်ပေါ့အဲ့ဒါနဲ့တွားပြီးတော့ဖြီးမယ်နော်အိမ်မှာရှိတဲ့တန်ကြောင်းတွေမှာဆိုရတယ်ဒါမှမဟုတ်လဲကျွန်တော်ချွန်ထက်တဲ့အရာတစ်ခုဒါပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးနဲ့လိုက်ပြီးတော့ဒီမှာလိုက်ပြီးချစ်ပေးမယ်ချစ်တဲ့ခါမှာခုနကတော့ကျွန်တော်ဥတီချက်တိုင်းသူ့ရဲ့ဥတီရာတိုင်းကျွန်တော်တွားနေတဲ့လမ်းကြောင်းတိုင်းပဲလိုက်ပြီးတော့ထည့်ရမယ်အခက်ကျဲလေးတွေပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါအဖြူအမွှေးအတွက်ကိုကျွန်တော်တို့ကတုံးပြူတာနော်ဒီမှာရှိတဲ့သူ့ရဲ့ highlight အမွှေးလေးတွေအဖြူမွှေးလေးတွေအတွက်ကိုဒီအချွန်တစ်ခုနဲ့ချစ်တာပေါ့ခွက်ကျွန်တော်ထိတ်မှာတန်ချောင်းလေးနော်တန်လုံးလေးထည့်ထားလိုက်တယ်ဘောပင်ထိတ်မှာမရှိတဲ့သူကဒီဘောပင်မှင်ကုံနဲ့လည်းရတယ်နော်ဒါမှမဟုတ်ခဲသားဘောပင်ကိုခဲဆန်မထည့်ဘဲနဲ့ဒီထိတ်အချွန်လေးနဲ့လည်းရတယ်နော်ဒီအမွှေးမြအဖြူရှိတဲ့နေရာလေးကိုကျွန်တော်လိုက်ပြီးတော့ထည့်လိုက်တယ်ဒီမှာပါဆိုလဲပါမွေးအဖြူရှိတဲ့နေရာလေးတွေပေါ့နော်ဒီပါမျိုးဆိုပါမျိုးဒါမျက်ခုံးဆိုမျက်ခုံးမျိုးဒီပါမှာနော်ပါမှာအမွှေးဖြူရှိ
မြင်တော့မြင်မှာမဟုတ်ဘူးပေါ့နော်သူကဘာမှမရှိတဲ့အချုံကြီးနဲ့ချင်နေတာဆိုတော့ပြီးရင်ကျွန်တော်တို့တုံးထည့်လိုက်တဲ့အခါအမွှေးမြင်ရဲ့အရင်ကိုထည့်လိုက်တဲ့အခါကျရင်ကျွန်တော်တို့သူ့ရဲ့ဒီအမွှေးမြင်ရဲ့သဘောတရားတွေပေါ်လာလိမ့်မယ်အဖြူရဲ့သဘောတရားတွေလည်းပေါ်လာလိမ့်မယ်နော်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ဒီအမွှေးမြင်အောက်ခံခြယ်ပြီးသွားပြီဆိုတာနဲ့ဒီအပေါ်ကနေပြီးတော့ဒီ brush တစ်ခုဒါမှမဟုတ်ရင်ကျွန်တော်တို့ tissue ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါတွေနဲ့လိုက်ပြီးတော့ plan ပေးပါအားကြီးနဲ့ plan စရာမလိုညီအောင်လိုက်ပြီးညီလိုက်ရင်ရတယ်အောက်မှာကျွန်တော်တို့ခြေထားတဲ့ဒီချစ်ထားတဲ့သူ့ရဲ့ direction line တွေလည်းပျောက်သွားမှာမဟုတ်ဘူးเนาะပျောက်သွားမှာမဟုတ်ဘဲနဲ့ဒီသူ့ရဲ့တုံးလေးတွေညီသွားတာပေါ့နော်မျက်လုံးထဲမှာဒါကင်မရာထဲမှာပျောက်ကောင်းပျောက်နေနိုင်လိုက်မယ်ဒါပေမဲ့ကျွန်တော်မျက်လုံးထဲမှာမြင်နေရတယ်ဥတီချက်ကတော့เนาะအဲ့ဆိုပြီးသွားပြီပထမလေယာပြီးသွားအခုဒုတိယလေယာပြန်ထပ်မယ်ထပ်တဲ့အခါမှာခုနကတော့အတိုင်းပဲပြန်ထပ်အဲ့ကြောင့်ကျွန်တော်စိတ်ရှည်ရမယ်လို့ပြောတာကျွန်တော်တုံးလွှာလေးလွှာအဲ့လိုထားရမှာနော်မထားလို့မရအောင်မထားဘူးဆိုရင်ကျွန်တော်ပုံကောင်းရမှာမဟုတ်ဘူးအဲတော့ကျွန်တော်ဒီလေးမဟုတ်ဘူးနော်ဒီလေးမဟုတ်ဒါသဘောတရားတွေပါလွယ်အောင်ဆွဲပြတာအဲ့လိုဆိုပထမအလွှာကလေးကကျွန်တော်ဒုတိယလွှာဆိုအကြာကြီးဆွဲရမှာဒါကျွန်တော်မြန်ဆွဲနေတယ်နော်သဘောတရားလေးတွေပါအောင်လို့ဒီတေးဆိုရင်အကြာကြီးဆွဲရမှာဖြစ်ပါတယ်ဟုတ်ဒီနေ့ကတော့ကျွန်တော်တို့ဒီသဘောတရားလေးတွေသိအောင်လို့ပြတာနော်ပထမအလွှာတိုင်းပဲသွားမယ်ကျွန်တော်ခဲတဲ့နံပါတ်ကြီးတာမကင်သေးပါဘူးဒီစပရစ်ဟိုမှာအမွှေးမြင်မှာနော်ဒီ 0.3 2b လေးနဲ့ပဲသွားနေပါတယ်ခဲတံနဲ့ရေးဆွဲမဲ့လူကဒီခဲတံကိုခြုံထပ်နေအောင်ခြုံဖို့လိုတယ်နော်လိုင်းကြီးတွေတော့ကြီးလို့မရဘူးလိုင်းကြီးကြီးရင်သူ့ရဲ့အမွှေးမြင်လေးဆိုမြင်လေးတမြင်ချင်းကောက်ဖို့တော့မလွယ်ဘူးသူကနော်အဲ့ဒါလေးတွေကိုကျွန်တော်တို့ကတမြင်ချင်းနှုတ်ဖို့တော့မလွယ်ဘူးအဲ့ဒါလေးတွေကိုသွားပြီးတော့လိုင်းကြီးတွေအမြင့်ကြီးဒီခဲသားကြီးတာကြီးတွေပေါ့တုံးကြီးနဲ့ခဲတံတုံးနေလို့ရှိရင်လည်းအဲ့ဒီခဲတံတုံးတာကြီးကတွားချလိုက်တဲ့နဲ့အမွှေးမြင်ကြီးတယ်လို့လိုင်းကြီးဖြစ်သွားမှာ stroke ကြီးရဲ့ကြီးနေမှာနော်အဲ့တော့အဲ့ဒီလိုင်းကြီးတယ်ဆိုတာနဲ့အမွှေးမြင်တဲ့ဘောတရားမပေါ်တော့မာတဲ့ဘောလည်းဖြစ်မယ်လိုင်းကြီးတွေကလည်းကြီးတွေဖြစ်ပြီးတော့ဒီအမွှေးတဲ့ဘောပေါ်မှာမဟုတ်ဘူးအဲ့တော့ခဲတံထူးပြီးခဲတံလေးနဲ့ခြုံထပ်နေအောင်ခြုံပြီးတော့တုံးပါခဲသားဘောပင်တုံးနိုင်တော့ပိုကောင်းပါတယ်လက်ကိုမဖိပါနဲ့အဲ့တော့ပထမအဆုံးကျွန်တော်အောက်ခံခဲ့တဲ့အတိုင်းပဲသွားမယ်နော်အဲ့ဒီအတိုင်းပဲလိုက်ပြီးတော့တက်သွားပါတယ်ကျွန်တော်ဒီအဖြူချန်တဲ့နေရာမှာလည်းအဖြူကိုအဲ့လိုကြီးဖိပြီးတော့လေအမဲကြီးချယ်ပြီးတာနဲ့တခါတည်းအဖြူကြီးကိုဓာတ်ရိုက်ကြီးမချန်ထားခဲ့ရအောင်နော်အဲ့ဆိုအမွှေးကနှုတ်ထားသလိုကြီးအမွှေးနှုတ်ကြက်ကိုအမွှေးနှုတ်ထားသလိုကြီးဖြစ်သွားလိမ့်မယ်နော်အဲ့လိုကြီးဖြစ်လို့မရအောင်အဲ့တော့အဖြူနေရာဆိုလဲကျွန်တော်ကြားတုံးလေးပေါ့နော်အမွှေးမြင်လေးပပလေးနဲ့ကျွန်တော်ပြီးတော့တွားမယ်ပြီးတဲ့ဘောရှိတယ်နော်ဒါဒုတိယလွှာနော်ဒုတိယလွှာဒီနောက်မှဆိုကျွန်တော်တို့ရင်းတဲ့နေရာဆိုပို့ပြီးတော့ကျွန်တော်တို့အမှောင်ပေါ့နော်အမွှေးအမှောင်ရှိတဲ့နေရာဆိုနည်းနည်းလေးပို့ပြီးတော့ထပ်ပေးမယ်ထပ်တဲ့ခါလည်းအပြီးဘောတွေနဲ့ပဲသွားမယ်ဒီဘက်နှုတ်ရဲဆိုရင်ဒီဘက်ကိုနှုတ်ပြီးတော့ဖြူတဲ့နေရာဆိုရင်နော်နှုတ်ပြီးတော့လာမယ်ပထမဆုံးအောက်ခံမှာကျွန်တော်တို့မှားလို့မရအောင်နော်အောက်ခံမှာမှားလို့မရလို့အမွှေးမြင့်ရဲ့ဖြူထဲတဲ့နေရာမှာလည်းမှားလို့မရအောင်နော်အဲ့နေရာမှာမှားရင်ကျွန်တော်တို့အောက်ကဒီအပေါ်ကတုံးတင်လိုက်တာနဲ့ကျွန်တော်အကုန်အမားတွေပေါ်လာလိမ့်မယ်အဲအကြောင်းကျွန်တော်တို့အောက်ခံကိုခုနကတော့ဒီတန်ချုံနဲ့ချက်လိုက်တဲ့နေရာကိုမှားမှာဆိုလို့ပေါ့နော်မှားမှာဆိုလို့အောက်ခံအလွှာပြသူ့ရဲ့ direction ဥတီချက်ကိုလမ်းကြောင်းအရင်လမ်းယာထားပေးလိုက်တာအဲ့လိုယာထားပေးပြီးပြီဆိုမှကျွန်တော်တို့ဒီအပေါ်ကလေးပြန်ပြီးတော့ထပ်တဲ့အခါမှာနော်တန်ချုံနဲ့ပြန်ချစ်တဲ့အခါမှာကျွန်တော်တို့လမ်းကြောင်းနေမမားတော့မှာပေါ့ဗျာနော်ဟုတ်ပြီအဲဆိုရင်သူ့ရဲ့ဒီဥတီချက်လေးတိုင်းပဲသွားမယ်အပေါ်ဒီညာဘက်ချမ်းကိုနော်တွားလာပေါ်ဘက်ကိုထောင်တက်သွားတာဖြည်းဖြည်းလေးနဲ့ပဲဖြည်းဖြည်းမှန်မှန်လေးနဲ့ပဲသွားမယ်လက်ကိုလေ့ကျင့်မှာအစားပိုင်းတော့ခက်ခဲကောင်းခက်ခဲလိမ့်မယ်ဆွဲနေကြမဟုတ်ရင်တော့ခက်ခဲနိုင်ပါတယ်ဒါပေမဲ့တပုံနှစ်ပုံလောက်ဆွဲလိုက်ရင်အထာတိသွားမှာနော်အဲဆိုအထာတိသွားရင်မခက်ခဲတော့ပါဘူးဒါပြီးဒီနှာခေါင်းကလေးပြီးနှာခေါင်းဘက်ဆိုရင်ပေါ်ထောင်သွားတယ်အလဲကိုထောင်တယ်ပေါ့နော်ဘေးကိုဘဲမှမဆောင်အောင်ပေါ်ထောင်တက်သွားတယ်အတူတူလေးတွေသွားနော်အရှိကြီးစပင်လို့အရှိကြီးစိတ်မရှိလို့အရှိကြီးသွားလို့မရအောင်အဲ့ဒါဆိုရင်အမွှေးမြင်ရတဲ့ပေါ်တရားပေါ်မှာမဟုတ်တော့ဒါဘယ်ဘက်ဆိုရင်ဘယ်ဘက်ကိုကားပြီးတော့သွားတယ်အတူတူလေးတွေနဲ့နော်အရှိကြီးသွားလို့မရအောင်အမွှေးမြင်သူ့ရဲ့တဘာဝကိုကသူအမွှေးအတူတူလေးတွေဖြစ်နေအမွှေးရမရှိဘူးဖြစ်တဲ့အတွက်ရှည်သွားပြီးရှည်လို့မရပါဘူးနော်ဒီမှာသူ့ရဲ့လမ်းကြောင်းလေးတွေတိုင်းတွားတယ်ခုနကတော့ဒီအဖြူချန်ထားတဲ့အတွက်ကျွန်တော်
အယောင်ပေါ့နော်ကဟိုအမောင်အလင်းမောင်တိတ်ပြီးမပြတ်သားသေးတဲ့အတွက်အောက်ကခုနကတော့တန်ချုံနဲ့ချက်လိုက်တဲ့နေရာတွေကတိတ်ပြီးမပေါ်သေးဘူးပေါ့နော်အဖြူပြီးရင်ပေါ်လာလိမ့်မယ်အဲ့တကယ်လို့ကိုယ့်ရဲ့တုံးတင်ပြီးသွားရင်ရင့်တော့အောင်တင်လိုက်ရင်လည်းကျွန်တော်တို့ဒီ black ကြီးတွက်ချက်လိုက်ရင်လည်းအဲ့ဒီအဖြူနေရာတွေကတန်ချုံနဲ့ချက်တိုင်းနေရာတွေကဖုံးတော့မှမဟုတ်ဘူးနော်အထိတ်ဘက်နော်ခေါင်းဘက်ဆိုလည်းတုံးတီနဲ့ထားလို့မရအမွှေးလေးတွေအပေါ်မှာထောင်တက်နေရမှာအတူတူလေးတွေအဲ့ဒီသဘောတရားလေးတွေပအောင်ထည့်ရမယ်ဒီဘက်ဆိုလည်းပါမွှေးလေးတွေနော်ဘက်ကိုထောင်ပြီးတော့တက်သွားတာပေါ့နော်ကျွန်တော်ခန္ဓာကိုယ်တွေရောတပုံလုံးဆွဲမယ်ဆိုတော့ဗီဒီယိုကရိုက်ရှိမှာဗျာနော်တဘောတရားသိရင်ရပြီဆိုတော့ကျွန်တော်နောက်နေ့မှပဲတပါးကြီးပြန်ဆွဲပြပေးမယ်နော်ဒီနေ့တော့တဝက်လောက်ပဲသွားမယ်အဲ့တော့ဒီမှာသူ့ရဲ့ဒီအဆက်ကလေးတွေဒီရင်းတဲ့နေရာလေးတွေပေါ့နော်အဲ့နေရာလေးတွေကိုလိုက်ပြီးတော့ချပေးမယ်အဲ့ဆိုကျွန်တော်ဒီမှာ 0.5 လေးနဲ့တော့ချလိုက်မယ်နော် 0.3 ကနည်းနည်းလေးသေးနေတဲ့အတွက်သူ့ရဲ့ဒီမှာအဆက်လေးတွေနော်လိုက်ပြီးတော့ဒီမှာသူ့ရဲ့အရာလေးတွေနော်လိုက်ပြီးချပေးမယ်ဒီအလဲမောင်တဘောတရားလေးတွေပေါ်လွင်အောင်လို့နော်ဒါသူ့ရဲ့ဒီမျက်ခုံးမွေးလာမသိဘူးနော်မွေးလေးရှိရလေးမောင်တဘောတရားလေးတွေလိုက်ပြီးတော့ဖြည့်ရမယ်လိုအပ်ရင်ကျွန်တော်တို့ဒီခဲပြတ်သုံးရမှာပေါ့ခဲပြတ်ကိုအလင်းအတွက်ကိုဖြတ်ထုတ်ပေးတာနော်ဒီထိတ်တွေဆိုဒီမှာ line ကြီးတွေကျွန်တော် outline ကြီးတွေကောက်လိုက်တာများသွားတယ်နော်ဖိပြီးရလိုက်ပြီအဲ့လို line ကြီးတွေမရှိအောင်လူပုံဆိုလဲ line ကြီးတွေမရှိအောင်နောက်မှဆိုရင်ဒီသူ့ရဲ့အမွှေးမြေအတူလေးတွေပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာ mono 0နော်ခဲပြက်က mono 0အဲ့ဒါနဲ့လိုက်ပြီးတော့ပေါ်ပေးမယ်အလင်းအတွက်ကိုပေါ့အမွှေးမြေအဖြူနေရအဆက်အဖြူဆက်ကလေးတွေမဲဆက်ကလေးတွေမျက်နှာမှာရှိရပေါ့နော်အမွှေးမြေနေရမှာအလင်းလေးတွေပေါ့အလင်းမောင်လေးတွေအဲ့ဒါတွေကိုလိုက်ပြီးတော့ဒီ mono 0ခဲပြက်လေးနဲ့လိုက်ပြီးတော့ပေါ်ပေးမယ်တကယ်လို့ဒီခဲပြက်နဲ့ဖြတ်လိုက်တဲ့အခါမှာကိုယ့်ဘက်ကလေပို့ပြီးတော့ဖြတ်မိသွားတာမျိုးနော်ပို့ပြီးတော့ဟိုဖြစ်သွားအဖြူတွေများသွားတာမျိုးဆိုရင်သုံးပြန်ဖြည့်ရပါမယ်မွေးမြေလိုအပ်ရင်ပြန်ပြီးထည့်ရပါမယ်အဲ့ဒီအဖြူတိုင်းကြီးကျွန်တော်တို့ခြံထားခဲ့လို့မရဘူးအကွက်ကြီးတိုင်းနော်အဖြူကွက်ကြီးတိုင်းခြံထားမယ်ဆိုရင်ဒီအမွေးကိုနှုတ်ထားလို့အမွေးပြောင်းနေသလိုဖြစ်နေမယ်အမွေးပြောင်းနေတာမဟုတ်ဘူးကျွန်တော်တို့ဒါလေးတွေကအဖြူရောင် highlight လေးတွေဖြစ်တယ်အဲ့ဒီတိုင်းလိုက်ပြီးတော့ထည့်ရမယ်ဒီနှစ်ဖိုးပဲဆိုရင်လည်းဒီလိုပဲကျွန်တော် line ကြီးတွေကြီးသွားရင်နော်အဖြူ line ကြီးတွေကြီးသွားရင်ပြန်ထည့်မယ်ပြီးတော့အဲ့ဒီအဖြူ line ကို highlight လေးပေါ့နော်ထားပါတော့အဖြူ line လို့ပြောလိုက်မယ်အဲ့ဒီအဖြူအမွှေးမြင်လေးတွေကိုကျွန်တော်တို့ပို့ပြီးထင်ရှားအောင်သူ့ရဲ့ဘေးလေးမှာအမောင်စားထိုးပေးရတယ်နော်ဒါလေးဆိုအရင်ဖြူသွားရင်ကျွန်တော်ပြန်ပြီးတော့တုံးလေးတွေလိုက်ပြီးဖြည့်ပေးရတယ်သူယုံကလည်းယုံကကျွတ်နေတူတယ်နော်ကျွန်တော်ဒီမှာတင်တန်းမှာဆွဲတဲ့ချိန်ဒီတင်တန်းတူတွေတောင်မေးရတယ်ဒါယုံလားကျွတ်လားလို့တော့နေရွက်ကြီးရဲ့ကျွတ်များလားလို့ယုတ်ကကျွတ်ယုံနဲ့သွားတူနေတယ်ဟုတ်ပြီပြီးတော့ဒီမှာနေရွက်ရဲ့ဒီအနားတက်လေးတွေအဖြူမွေးလေးတွေရှိတယ်ကြောင်နဲ့တော့တူတယ်ကြောင်ရဲ့နေရွက်ကလေးတွေနဲ့နော်နေရွက်ကလေးတွေကြတော့ဟိုတရိษံဆိုတော့တိတ်ပြီးအများကြီးကွဲတာမရှိခွေးလေးတွေလည်းဒီတဲ့တဘောတရားပဲဒါမှအဖြူမွေးလေးတွေရှိတဲ့အတွက်ခုနကတော့ဒီတန်ချုံနဲ့လိုက်ပြီးတော့အမွေးလေးတွေလိုက်ဆွဲမယ်ဒီတန်ချုံနဲ့ဆွဲတဲ့အခါကျရင်လည်းဒီခဲနဲ့ဆွဲတယ်လို့အဖီးဘောနဲ့ပဲသွားရတာနော်ဖီးဘောလေးနဲ့ဒီအမွေးမြေဆွဲတယ်လို့ပဲသူ့ဒီခဲနဲ့လို့တဘောထားပြီးတော့ဆွဲရမှာပဲတုံးတီတွေနဲ့အမာကြီးတွေသွားဆွဲလို့မရအောင်အဲဆိုကျွန်တော်တို့အပေါ်တုံးပြေးလိုက်တဲ့ခါကျတခါတည်းပေါ်လာလိမ့်မယ်နော်ဒီပါဆိုလဲပါရဲ့ဒီအဖြူအမွေးလေးတွေအမွေးမြင်နေရလေးတွေနော်
အဲ့နေရာလေးတွေကိုထည့်ရမယ်အဲ့ပြီးဒီမှာရင်းတဲ့နေရာလေးတွေကိုလိုက်ပြီးတော့ထည့်တော့မယ်ဒီနားလေးဆိုနေရွက်နဲ့ဒီနေရွက်ကအောက်ကိုအမွေအောက်ကိုစိုက်ပြီးတော့ခေါင်းထဲလေးထွက်တဲ့အတွက်ဒီနားမှာကျွန်တော်အမောင်ရှိတယ်ပေါ့အဲ့ဒါဆိုပို့ပြီးတော့မှောင်ပေးပြီးရင်ဒီဘက်ကိုအပေါ်ထောင်သွားတာနော်အတူတူလေးတွေပဲသွားပါမယ်အတူမွေးမြင်အတူတူလေးတွေပါခဲသားလိုင်းကိုလုံးဝကြီးလို့မရပါဘူးဒီဘက်ဘေးဆိုရင်လည်းခုနကတော့ဒီတန်ချုံနဲ့ချစ်သွားတဲ့အတွက်အဖြူသုံးချဲတဲ့ခါလဲသူအဖြူကကြံနေခဲ့မှာပဲအမွေးမြင်ဖြူလေးကြံခဲ့မှာပဲနော်အဲဒီနောက်မှဆိုရင်နေရွက်ထဲမှာဆိုရင်သူကခွေးလေးကြောင်လေးလိုပဲယုံရလဲဒီမှာဆိုရင်အမွေးမရှိတော့အမွေးနှုတ်လေးတွေပွားပွားလေးတွေအဲ့လိုမျိုးပဲရှိတော့မယ်မွားမွားလေးတွေအဲ့ဒါလေးဆိုကျွန်တော်တို့အမွေးမထဲတော့တုံးလေးပဲပါပါလေးထဲမယ်ထဲတဲ့ကောင်မှာတုံးကိုဒီရင်းတဲ့နေရာလေးနှုတ်ပြီးသွားမယ်ရွက်ရဲ့ဒီအခောက်နော်တုံးခောက်နေတဲ့တဘောတရားလေးဒီမှာနေရွက်မှာကျွန်တော်တို့အလင်းပြန်လိုအပ်ရင်ခက်ပြက်နဲ့ပြန်နှုတ်ပါမယ်နော်ရေဆုံးတော့တုံးထည့်ထားပါတယ်အရင်တင်ထားတယ်ပေါ့အဲ့တော့ဒီနောက်မှာဆိုရင်အဖြူလေးတွေ highlight လေးရာလေးတွေလိုက်ပြီးတော့ပေါ်ပေးမယ် line ကြီးကြီးသွားတယ်ဆိုရင်ခဲတာနဲ့ပြန်ပြီးတော့ဒီပြန်အမောင်ပြန်ထည့်ပေးမယ်ပေါ့နော်ဂျာလေးတွေမှာအဲ့ line ကြီးတွေကွက်ပြီးတော့နေကြလို့မရအောင်အမွှေးကျွတ်တယ်လို့ဖြစ်မယ်ဒီဘက်မှာဆိုရင်သူ့ရဲ့အရာလေးပေါ့နေရွက်ရဲ့ခောက်တဲ့အရာလေးအဲ့ဒီဆိုလေရင်းတဲ့နေရာလေးပြီးတော့နှုတ်သွားမယ်ပြီးရင်ကျွန်တော်ဒီຢာကလုံးဝနူးညံ့တဲ့သဘောတရားရှိတဲ့အတွက်ပလန်းပေးရမယ်နော်ဒီစုပ်တန်နဲ့ပဲစုပ်တန်ကဒီ makeup brush ပေါ့နော်အဲ့အလှကုန်ပစ္စည်းဆိုင်မှာရောက်နေအဲ့ဒါနဲ့ပလန်းလို့ရတယ်သုံးလို့ရတယ်ပေါ့တကယ်လို့မရှိရင် tissue နဲ့ပို့လို့ရတယ်ပြီးရင်ဒီနားမှာထိုးတဲ့နားကျက်ခွန်းတန်လေးတွေနဲ့ပို့လို့ရတယ်ဒါမှမဟုတ်ဆေးဆိုင်မှာရောက်တဲ့ဂွန်လေးတွေကိုလုံးပြီးတော့ပို့လို့ရတယ်မရှိတာနဲ့လုပ်လို့ရတယ်အဓိကချောမွေ့သွားဖို့ပဲလိုလေးတွေပြောင်ပြောင်လေးဖြစ်သွားဖို့ပေါ့နော်သုံးနေကျွန်တော်တို့မညီဘူးခြေထားရင်မညီဘူးဆိုလဲသူနဲ့ပုတ်လိုက်တဲ့ခါမှာတစ်ခါတည်းညီသွားတယ်ပေါ့ပြီးနောက်မှဆိုအမှောင်ကျတဲ့နေရာလေးတွေလိုက်ပြီးမှောင်ပေးမယ်အဲဆိုနောက်မှရင်းတယ်ပေါ့နော်ရင်းတဲ့နေရာဆိုပြန်ပြီးတော့အမောင်လေးတွေပြန်စားထိုးပေးမယ်အဲ့ဒါမှကျွန်တော်ဒီကြွရင်ကြွတဲ့အတိုင်းလေးဖြစ်လာမှာနော်ဒီကြားလေးတွေဆိုအလင်းဘေးမှာအမောင်စားထိုးတော့အလင်းလေးကပို့ပြီးတော့ဖြူအောင်မြင်ရတယ်ဆိုနေရွက်ရဲ့အတွန်းခောက်လေးတွေပေါ်လွင်အောင်လို့ဆွဲပေးရပါမယ်ဒီတော့မျက်နှာတစ်ချမ်းနဲ့ဒီနေရွက်တစ်ဖက်နဲ့ပဲဆွဲလိုက်မယ်ပေါ့နော်နောက်နေ့ကျမှကြံတဲ့ဟာဆက်ပြီးတော့ဖြည့်ကြရအောင်နေရွက်ဆိုရင်ဘေးမှာအလင်းချောင်းလေးရှိအဲ့အလင်းချောင်းလေးအတွက်ကျွန်တော်တို့ကကြာထားပြီးတော့ဖြူထားမယ်နော်တုံးနေပါလေဒီရင်းတဲ့နေရာလေးပြီးတော့ဒီဘက်ကိုနှုတ်ပြီးပြည်လာလိုက်ဒုတိယပိုင်းဆက်ပြီးကြည့်ကြတော့ပေါ့နော်ဒါမဲ့ဒီလောက်ပြလိုက်ပြီဆိုရင်တော့အားလုံးလိုက်ပြီးဆွဲတက်လိုက်မယ်ပေါ့နော်ဘော်ဒီယာအားလုံးတူတူပဲဒီတိုင်းပဲဖြည့်သွားတာဆိုတော့ဒါတော့အကျန်းတယ်ဆိုရင်တော့မှကျွန်တော်တို့ဗီဒီယိုကဒီတချမ်းဆိုမိနစ်30ဆိုတနားရီခွဲလောက်တော့ဆွဲရလိမ့်မယ်တပုံလုံးဆိုရင်နိုင်ခွဲ2နာရီလောက်ပေါ့နော်ဒီနားလေးဆိုအမွှေးတုပ်လေးရှိတဲ့အတွက်ဒီအရင်လေးတွေအမွှေးတုပ်လေးလိုက်ပြီးတော့ထည့်ပေးမယ်အဲဆိုဒီဘက်ကိုညာဘက်ကိုအတူလေးတွေထောင်သွားတာနော်အတူလေးတွေပြီးရင်ဒီမျက်လုံးအောက်နောက်မှာသူကမဲတယ်နော်မဲလေးရှိတယ်အမွှေးလေးတွေကပြီးဒီနောက်မှာကျွန်တော်တို့သူ့ရဲ့ဒီနေရွက်ကအထဲဒီအဖြူကအထဲတွေကဒီအပေါ်မှာရှိတဲ့ဒီအမဲကနေရွက်အခွန်နော်နေရွက်ကြောပြေအမိုးဘက်ပေါ့နော်
ဒီအထဲထဲကကျနေရွက်အထဲထဲဝင်သွားတဲ့နေရာအဲဆိုရင်ကျွန်တော်တို့နောက်ရက်မှာကျွန်တော်တို့ဒီကြံတဲ့ဟာလေးကိုဆက်ပြီးကြည့်အောင်ပေါ့နော်အခုကတော့ဒီနှာခေါင်းမွေးဆွဲတာတို့ခန္ဓာကိုယ်ဆွဲတာတို့မနှက်ဖြန်မှာပြန်ပြီးပြပေးမယ်နော်ဟိုကတော့ဒီလောက်ဆိုရင်အားလုံးဒီယုံတကောင်ရဲ့ဒီတရိစ္ဆာန်တကောင်ရဲ့အမွေးမြင့်တွေဘယ်လိုဆွဲရတယ်သူ့ရဲ့ direction တွေကဘယ်လိုအဖီးဘောကဘယ်လိုအလင်းမောင်ကဘယ်လိုအဖြူမြင်ကဘယ်လိုရေးတယ်ဆိုတာအားလုံးနားလည်တဲ့ပေါ်ပေါက်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်